ငလင်ဘေးဖြစ်ပြီးတဲ့အချိန်မှာပေါ့နော်ကိုဝန်ဆောင်မိခင်တွေရောပေါ့နော်ကိုဝန်ဆောင်မိခင်တွေရောအမျိုးသမီးတွေရောအများဆုံးထိခိုက်တယ်ပေါ့နော်ကိုဝန်ဆောင်မိခင်တွေဆိုရင်မွေးကန်ဒီအချိန်တွေမှာပေါ့နော်ဘယ်ဆေးရုံဆေးကမ်းမှာသွားမွေးရမှန်းမသိဘူးဖြစ်သွားတယ်ပေါ့နော်အကုန်လုံးကခဏရက်တန့်လိုက်တဲ့အချိန်တွေပေါ့နော်အဲ့လိုအချိန်တွေမှာကျမတို့ကခွဲမွေးရမယ်မိခင်တွေဆိုရင်အနည်းဆက်ဆုံးပဲဆေးရုံဆေးကမ်းခွဲရမယ်ပေါ့တကယ်လို့မဟုတ်ဘူးရိုးရိုးမွေးနိုင်တဲ့မိခင်တွေဆိုရင်ကျမတို့နဲ့မွေးလို့ရတယ်ပေါ့နော်အကယ်၍များဖွင့်လှစ်ထားတဲ့ဆေးကမ်းတွေကိုမလာနိုင်ခဲ့ဘူးဆိုရင်ကျမတို့ကအိမ်နိုင်ရရောက်သူတို့ရှိတဲ့နေရာဒီကျမတို့လိုက်လံမျိုးဖွားပေးမယ်ပေါ့နော်အဲ့လိုမျိုးကျမတို့ကူညီပေးပါတယ်ဒီနေ့ပေါ့နော်မွေးလူနာတယောက်အရေးပေါ်မွေးဖွားပေးလိုက်ရတယ်ပေါ့နော်သူဆိုလို့ရှိရင်ကျမတို့စီမှာပုံမှန်ကိုဝန်ဆောင်ပြနေတယ်ပေါ့နော်ဒါပေမဲ့ဆေးရုံဆေးကမ်းဒီဆေးကမ်းကိုမလာနိုင်ဘူးပေါ့နော်တခြားဆေးကမ်းကိုလည်းမသွားနိုင်ဘူးပေါ့နော်အဲ့လိုဆိုတော့ကျမတို့ကကွင်းထဲကိုဆင်းပြီးတော့သူ့ကိုကိုဝန်ဆောင်စောင့်ရှောက်မှုတွေပေးတယ်ဒီငလျင်ကိစ္စတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်သူ့ရဲ့စီးပွားရေးအခြေအနေတွေရဲ့စိတ်အခြေအနေရဲ့အကြောင်းပေါ့နော်မွေးကန်ဒီအချိန်မှာတော်တော်အားနေသွားတယ်ပေါ့နော်မွေးတဲ့အချိန်မှာလည်းတော်တော်ညှိလိုက်ရတယ်နောက်ပြီးတော့ချက်ကျိုးပါပေါ့နော်လေဘေးကိုပတ်နေကလေးရဲ့လေဘေးကိုပတ်နေတယ်ပေါ့နော်အဲ့တော့တကယ်လို့သာဒီကျွမ်းကျင်တဲ့တာဖွားဆရာမနဲ့မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်ဒီကိစ္စကြီးအရန်ကိုအရေးကြီးတဲ့ကိစ္စပေါ့နော်မိခင်ရောကလေးရောအသက်အန္တရာယ်ကိုအရန်ကိုစိုးရင်ရပါတယ်ကျမနဲ့မွေးဖွားပေးလိုက်တဲ့အတွက်ပေါ့နော်ဒီမိခင်ရောကလေးရောကျန်းကျန်းမာမာနဲ့မွေးဖွားနိုင်တဲ့အတွက်ကျမကဝမ်းသာပါတယ်ဒီငလင်ဘေးမှာဆိုရင်ပေါ့နော်ကျမတို့လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ထဲမှာကျမတို့ကဆေးဝါးလိုအပ်ချက်တွေနောက်ပြီးတော့ကျမကြီးစောင့်ရှောက်ပေးနိုင်တဲ့လူတွေပေါ့နော်အဲ့လိုလိုအပ်ချက်တွေအများကြီးရှိပါတယ်အဲ့ထဲမှာဒီငလင်ဘေးမှာအများဆုံးခံစားရတဲ့မှာအမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေဒီစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာအများကြီးခံစားရပါတယ်ဒီခံစားရတဲ့ထဲမှာအမျိုးသမီးအများစုထဲမှာကိုဝန်ဆောင်မိခင်တွေပေါ့နော်ကိုဝန်ဆောင်မိခင်တွေဒီပို၍ပေါ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပို့ပြီးတော့ခံစားရတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့လည်းလက်လန်းမီတလောက်ပေါ့နော်ကျမရေးရောလူမှုရေးရောအကုန်လုံးကျမတို့လည်းကုညီဆောင်ရွက်ပေးနေရပေါ့နော်တခြားသောကုညီဆောင်ရွက်ပေးနိုင်သောသူများလည်းပူးပေါင်းပါဝင်စေချင်ပါတယ်